ဒီနေ့မှာတော့ကျွန်တော်မီဒီယာများမေးမြန်းနေကြတဲ့73စီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောကြပါမယ်။မနေ့ကတော့ကျွန်တော်တို့အနေနဲ့73စီချိုးချံခြွေတာရေးအတွက်ပြည်သူတို့အသိပေးပန်ကြားချက်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။ဒါကိုအဓိကထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့နံပါတ်1ကျွန်တော်တို့နိုင်ငံမှာအရန်73စီမရှိလို့မဟုတ်ပါဘူး။ထပ်ပြောရမယ်အရန်73စီမရှိလို့ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူး။ရေရှည်ဖြစ်လာနိုင်မဲ့ကိစ္စတွေကိုတွက်ဆပြီးတော့ကျွန်တော်တို့ချိုးချံချွေတာရေးအတွက်သာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။စနစ်တကျအသုံးပြုပြီးတော့ကမ္ဘာမှာကြုံတွေ့နေရတဲ့လောင်စာဆီအခက်အခဲကိုမြန်မာနိုင်ငံအနေနဲ့စနစ်တကျဖြတ်သန်းနိုင်ဖို့ရည်ရွယ်ပြီးထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်မြန်မာနိုင်ငံရဲ့73စီတုံ့ဆွဲမှုတရက်ကိုဓာတ်ဆီ1.5 သန်းဂါလံရှိပါတယ်။ဒီဇယ်ဆီ1.8 သန်းဂါလံကရှိပါတယ်။စုပေါင်းရင်တော့ကျွန်တော်တရက်ကိုစီဂါလံ3.2 သန်းကသုံးစွဲနေတာဖြစ်ပါတယ်။ခုကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဓာတ်ဆီဂါလံတန်း60ရှိပြီးစုပုံထားပြီးဖြစ်ပါတယ်။ဒီဇယ်ဆီဂါလံတန်း80နီးပါးစုပုံထားပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံအတွင်းမှာအရန်စီအနေနဲ့နောက်ထပ်ရက်40စာရှိတယ်လို့ခိုင်မာစွာပြောကြားလိုပါတယ်။ဒါအပြင်စိတ်ကမ်းမှာယခုလက်ရှိစီမချရသေးဘဲနဲ့ကတ်ထားတဲ့တမော2စီရောက်ရှိနေတာရှိပါတယ်။ကျွန်တော်တို့ဝယ်ယူထားပြီးသားလမ်းမှာ73စီတင်မော14စင်းရှိပါတယ်။ဒီ14စင်းကလည်းကျွန်တော်တို့စီကိုဒါရပ်ပိုင်းတွေအတွင်းမှာစိုက်ကလာနိုင်ပါပဲ။ဘာအခက်အခဲမှမရှိဘူးဆိုတာပြောလိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံထိုင်းနိုင်ငံအနေနဲ့ကသူတို့နိုင်ငံအနေနဲ့စီတင်ပို့တာပိတ်သိမ်းလိုက်ပြီဆိုတာကိုကြေညာတာနဲ့ပတ်သက်ပြီးတော့ဒါကောလာဟာလာသတင်းတွေထုတ်လွှင့်နေတာရှိပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်တို့ဒီစီတင်သွင်းတာဒီဒါအရှေ့တောင်အာရှနိုင်ငံတွေကဆိုရင်စင်ကာပူနဲ့မလေးရှားကနေပြီးကျွန်တော်တင်သွင်းနေတာဖြစ်ပါတယ်။ဒါစင်ကာပူတို့မလေးရှားတို့မှာလည်းဒီစီနဲ့ပတ်သက်လာပြီးရင်ဒီမှာကျွန်တော်တို့ရေနံချက်စက်ရုံတွေသူကရှိပြီးဖြစ်ပါတယ်။သူတို့နိုင်ငံနေနဲ့လည်းသူတို့ရေနံချက်စက်ရုံတွေကိုဒါရပ်ပြီးတော့နေမှာမဟုတ်ပါဘူး။သူတို့အနေနဲ့အရှိလေပိုင်းကရေနံမရလဲရတဲ့နိုင်ငံကနေရေနံတွင်သိပြီးတော့လဲပတ်မှာဖြစ်ပါတယ်။ဘာကြောင့်လို့တော့သူတို့အနေနဲ့ကဒီဟာဒီသူတို့ရဲ့ဒါလှုပ်ရှားမယ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်လဲပတ်မှုရပ်တန့်စရာမရှိပါဘူး။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဒီ73စီနဲ့ပတ်သက်ပြီးကျွန်တော်နိုင်ငံမှာပြတ်လတ်သွားစရာအကြောင်းမရှိပါဘူး။သို့တော့ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေရကမ္ဘာဈေးနှုန်းနဲ့အညီတော့73စီများကတော့ကျွန်တော်တို့ဈေးနှုန်းများသည်ကမ္ဘာဈေးနှုန်းနဲ့အညီတော့ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းဒီနေ့စွမ်းရည်ဝန်ကြီးဌာနအနေနဲ့ဒီ73စီအယောင်းဆိုင်တွေမှာလိုက်လံပြောကြပညာပေးတာတွေလိုက်လံပြောကြကျွန်တော်တို့အသိပေးတာတွေပြည်သူလူထုကိုလည်းမေတ္တာရက်ခံအသိပေးတာတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ပြီးရင်စွမ်းရည်ဝန်ကြီးဌာနအနေနဲ့ကလည်းမကြခင်မှာကျွန်တော်တို့ဒါအများပြည်သူကိုအသိပေးကြေညာချက်တစ်ခုကြေညာမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့73စီနဲ့ပတ်သက်ပြီးရင်ဒါပြည်သူလူထုကိုမစိုးရိမ်ဖို့အကြောင်းတွေပါမှာဖြစ်တယ်။ဘလို့ထောက်ပံ့ရေးခွင့်ဆက်ကျွန်တော်တို့73စီမပြတ်တော့ဘူးဘလို့လုပ်မယ်ဆိုတာတွေလည်းပါမှာဖြစ်ပါတယ်။ဒါအပြင်ပြည်သူများအနေနဲ့ယခုကျွန်တော်တို့ဒါသိရှိရပါတယ်73စီဆိုင်တွေမှာနော်လှုပ်ဆော်မှုတွေစိုးရိမ်မှုတွေကြောင့်တန်းစီဝယ်ယူနေတာရှိပါတယ်။စီပြတ်သွားစရာအကြောင်းမရှိပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့ဒါစနစ်တကျနော်လိုတဲ့သူကဝယ်မယ်စနစ်တကျ
လှုပ်ဆောင်သွားကြဖို့ပဲပြောလိုပါတယ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်73စီဆိုင်တွေကိုလည်းဖွင့်လှစ်ထားမှာဖြစ်ပါတယ်စီနဲ့ပတ်သက်ပြီးမယောင်းတဲ့73စီဆိုင်တွေရှိရင်လည်းဒါစွမ်းဝန်ကြီးဌာနအနေနဲ့ဖုန်းနံပါတ်တွေနဲ့ထုတ်ပြန်ပါမယ်ဒါတိုင်ကြားနိုင်ပါတယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်မြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံတွင်းမှာရောက်ရှိနေတဲ့73စီပုံမှန်ပုံဆွဲရင်တောင်ပါပဲရက်40သာအရန်ရှိပါတယ်စိတ်ကမ်းမှာမချရသေးတဲ့သမော2စင်းရှိပါတယ်လမ်းမှာ73စီများဝယ်ယူပြီးတော့တင်ဆောင်ပြီးလာနေတဲ့သမော14စင်းရှိပါတယ်73စီပြတ်တောက်စရာအကြောင်းမရှိပါဘူးလို့ပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်